မြေကွက်ဝယ်ယူရင်းနှီးမြှုပ်နှံမှုလုပ်ဖို့စိတ်ဝင်စားနေကြတဲ့ new investor တွေအတွက်ကို property flipping နဲ့ property holding strategy ဘာကွာလဲဆိုတာလေးကိုဆွေးနွေး sharing လေးလုပ်ပေးချင်ပါတယ်။ကျွန်မကတော့ရန်ကုန်မြို့ရဲ့အချက်အခြာကျတဲ့ prime area တွေပေါ်မှာအိမ်ခြံမြေရင်းနှီးမြှုပ်နှံ investment လုပ်ဖို့အတွက်စတင်ခြေလှမ်းပြင်နေတဲ့ aspiring investor တွေအတွက် strategic အမြင်တွေနဲ့စီးပွားရေးအကျိုးမြတ်တွေအများကြီးရရှိအောင်ကူညီပေးနေတဲ့ high value property consultant and business coach ဆွေးမြတ်ဟေတီဖြစ်ပါတယ်ရှင်။ property flipping ဆိုတာကမြေကွက်တစ်ခွက်ကိုဝယ်ယူပြီးသွားပြီဆိုလို့ရှိရင်အမြတ်ရခြင်းအချိန်မှာပြန်ရောင်းချင်နေတာဖြစ်ပြီးတော့ property holding strategy ဆိုတာကအဲ့ဒီမြေကွက်ကိုကိုယ့်ရဲ့လက်ထဲမှာအချိန်ကြာကြာစုပ်ကင်ထားခြင်းအပြင်ဇာတ်နဲ့ချီပြီးတော့အကျိုးမြတ်တွေအများကြီးရမယ်အချိန်ကာလတစ်ခုအထိကိုအမျှော်မြင်ရှိနဲ့စုပ်ကင်ထားပြီးတော့မှထုတ်ရောင်းခြင်းပဲဖြစ်ပါတယ်။တချို့သော investor တွေကမြေကွက်တစ်ခွက်ကိုဝယ်ယူပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်လက်ထဲရောက်ပြီးသွားတဲ့အချိန်ကာလတစ်ခုမှာကိုဝယ်ယူထားတဲ့ဈေးထက်ပိုပြီးတော့အမြတ်ရပြီဆိုတာနဲ့ကိုအလွယ်တကူပြန်ရောင်းဖို့အတွက်ဆုံးဖြတ်ချက်ချတတ်ကြပေမဲ့အမျှော်မြင်ရှိတဲ့ investor ကြီးတွေကြတော့အဲ့ဒီကိုဝယ်ယူထားတဲ့မြေခွက်ကိုအချိန်ကာလတိုတိုလေးအတွင်းမှာရလာတဲ့အကျိုးမြတ်ထက်ကို3နှစ်တန်သည်5နှစ်တန်သည်10နှစ်တန်သည်စတဲ့အချိန်ကာလတစ်ခုခုကိုစိတ်ရှည်ရှည်နဲ့စုပ်ကင်ထားပြီးတော့ဇာတ်နဲ့ချီပြီးတော့အမြတ်တွေအများကြီးရတဲ့အချိန်ကြတော့မှထုတ်ရောင်းကြခြင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်တစုံတရာအကျိုးရှိတယ်ဆိုလို့ရှိရင်ကျွမ်းမြတ်ရဲ့ channel လေးကို like and follow လေးလုပ်သွားပေးပါနောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတာတွေမျှဝေပေးဖို့အတွက်အကောင်းဆုံးပြန်ဆောင်ကြပါမယ်ရှင်